ဒီအဆောက်အဦတွေဟာကြိုးသားတွေနေတဲ့အိမ်လားလို့ထင်မှတ်မှားရလောက်အောင်ထူးဆန်းနေပြီးတော့အံ့ဩစရာကောင်းလောက်အောင်ရာသီဥတုတန်ငလင်တန်မီးတန်ခံနိုင်ကြပါတယ်ဒီအဆောက်အဦတွေဟာဘာနဲ့ပြုလုပ်ထားတယ်လဲဆိုတာလေ့လာကြည့်ရအောင်ပါဝင်ပစ္စည်းတစ်မျိုးပဲရှိပါတယ်အဲ့ဒါကတော့မြေကြီးအိတ်တွေပဲဖြစ်ပါတယ်ဒါကြောင့်နင်းတို့ကိုမြေအိတ်အိမ်လို့ခေါ်ပြီးတော့အဝေးကကြည့်ရင်ရွှွန်တုံးကြီးနဲ့တူပါတယ်ရွှွနဲ့ပြုလုပ်ထားပေမဲ့ကြောက်တုံးလိုပဲမာကျောကစတီးချောင်းတွေကွန်ကရစ်တုံးတွေမပါဝင်ပါဘူးလူတွေရဲ့မြေကြီးရဲ့စနစ်ကျတဲ့ဆုံးဖြတ်နိုင်စွမ်းပဲလိုတာပါရွှနဲ့ရေနဲ့ရောနယ်ကပလတ်စတစ်အိတ်ရှည်ကြီးတွေလည်းထည့်ပါတယ်အိတ်တွေကိုခရူးခွေပုံအပေါ်သို့ထပ်သွားပါတယ်အထက်တွေကိုခိုင်ခန့်မှုရှိစေဖို့ဝိုင်းရကြိုးအသုံးပြုပါတယ်ခြောက်သွားတဲ့အခါမှာတော့ကြောက်တုံးလိုပဲမာကျောကငလင်တန်းကိုတောင်ခံနိုင်တဲ့အရေးသွေးရှိပါတယ်နွေရသည်ဆိုရင်အထဲမှာအေးမြနေပြီးတော့စောင်းရသည်ဆိုရင်နွေထွေးမှုကိုပေးစွမ်းပါတယ်ရင်းဟာတဘာဝကပေးတဲ့အကာအကွယ်ပစ္စည်းတစ်ခုဖြစ်ပါတယ်ကုန်ကြစေးဆိုရင်တော့အလွန်ပဲနေပါတယ်မြေကြီးကလည်းတဘာဝကပေးထားတာဖြစ်ပြီးတော့ပလတ်စတစ်အိတ်ဖို့အနေငယ်သာကုန်ကြပါတယ်ဒေါ်လာအနေငယ်နဲ့ရာစုနှစ်ပေါင်းများစွာခံမဲ့ယခုလိုအဆောက်အုံမျိုးကိုပိုင်ဆိုင်နိုင်ပါတယ်ဒါဟာတဘာဝဘေးဒဏ်ကာကွယ်ရေးအဆောက်အုံမဟုတ်ပါဘူးအမေရိကန်မက္ကဆီကိုနဲ့အာဖရိကနိုင်ငံတွေမှာတော့လူတွေနေထိုင်ရာအဆောက်အုံပဲဖြစ်ပါတယ်ယခုနောက်ပိုင်းဒီလိုအဆောက်အုံတွေမှာလူတွေငှားရမ်းနေထိုင်လာကြပါတယ်ဒါကတော့ကုန်ကြစေးသက်သာတဲ့စစ်ကူးတွေကအိမ်တစ်လုံးပဲဖြစ်ပါတယ်